အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်အနေနဲ့အရင်တော့ကပါနော်နှုတ်ကပတ်တော်ကိုဘယ်လိုပြောမလဲလက်တစ်လုံးကြားမားပြီးတော့ဟောပြောမိလိုက်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ဝင်ငှချင်တယ်ပေါ့ဒီနေ့မှာဆိုတော့နှုတ်ကပတ်တော်ဟောပြောတဲ့ဆရာတွေပေါ့နော်ဆရာတွေတော်တော်များများလဲသူတို့တရားဟောချက်တိုင်းတရားမှာတရားလုံးမှန်နေတာမဟုတ်ဘူးပေါ့နော်အမြဲတမ်းမှန်နေတာမဟုတ်တခါတလေမှာစိတ်ခံစားချက်နဲ့ပြောမိလိုက်တဲ့အရာတွေနော်ရှိတာဖြစ်တယ်ဘုရားရဲ့တရားတော်နဲ့ဘယ်လိုပြောလဲမညီလွဲမှားတဲ့အရာလေးတွေပေါ့နော်ပြောတတ်တယ်ဒါကတော့တရားဟောဆရာတိုင်းဟုတ်တယ်နော်တယောက်မှပြည့်စုံစွာပြည့်အနာစာကင်းပြီးတော့ဟောပြောနိုင်တဲ့သူတယောက်မှမရှိဘူးလောကမှာအရင်ဓမ္မဟောင်းခေတ်မှာတော့ရှိတယ်ဘာကြောင့်လဲဓမ္မဟောင်းခေတ်က prophet တွေကအမားယုံမရှိဘာကြောင့်မရှိလဲဘုရားပြောခိုင်းတဲ့အရာပဲပြောတာဖြစ်တယ်ဒါပါလဲဆိုတော့ခရစ်တော်ယေရှုခရစ်တော်ကြွလာမယ်လမ်းကိုပြင်ဆင်ပြီးတဲ့ prophet တိုင်းကယေရှုကိုဘယ်လိုပြောလဲပို့ဆောင်တဲ့အရာတွေဖြစ်တဲ့ကြောင့်ပေါ့နော်ဒီအမားနေတယ်ပြောချင်တယ်တို့ကဒါပေမဲ့အခုခေတ်ကျေးဇူးတော်ကာလမှာတရားဟောဆရာတွေပေါ့နော်တော်တော်များများကတော်တော်များများပေါ့မဟုတ်အားလုံးနှိပါပေါ့နော်တရားဟောချက်တိုင်းကမှန်နေတာမဟုတ်တစ်နှစ်လုံးမှန်နေတာမဟုတ်တစ်နှစ်လုံးတရားဟောတယ်တစ်နှစ်လုံးမှန်နေတာမဟုတ်ပြောချင်တယ်လမ်းခုလက်မှာနော်ခံစားချက်လေးတွေဘုရားသခင်ရဲ့နော်မပြောခိုင်းတဲ့အရာလေးတွေပြောမိတဲ့အရာတွေရှိတာဖြစ်တယ်ဒါကြောင့်မို့တရားဟောဆရာတိုင်းလည်းပြည့်စုံတာမဟုတ်ဘူးပေါ့နော်ကိုရီကနားလည်ခွင့်လို့ပေးတဲ့အပိုင်းရှိတယ်လို့တချို့ကကြတော့တကယ်မာယုံနဲ့ဩဝါဒကိုသူတင်တဲ့လူရှိတယ်အဲ့ဒီလူကြတော့ကျွန်တော်တို့ကရှောင်ရမှာဖြစ်တယ်ဒါပေမဲ့မာယုံတဲ့ဩဝါဒကိုသူတင်တဲ့လူမဟုတ်ဘူးဒါပေမဲ့တခါတလေနော်တရားဟောရင်းနဲ့ပေါ့နော်ဇာတိတွေဟောမိတဲ့အရာတွေရှိတာဖြစ်တယ်နားလည်မှုစံစာကိုအနက်ဖွင့်မားပြီးတော့ဟောမိတဲ့အရာတွေရှိတာဖြစ်တယ်ဒါကြောင့်မို့နေရာတွေကြတော့ကျွန်တော်တို့ကနားလည်ခွင့်လို့ပေးရမှာဖြစ်တယ်ဆိုတော့ဗလိန်ဖို့နေရာတကာမှာဗလိန်ဖို့မဟုတ်ဘူးဆိုရရပါတော့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအရင်ပြောင်းလဲခါစားပါတော့ကျွန်တော်ပြောင်းလဲခါစားဖြစ်တဲ့အချိန်မှာရန်ဖာယာဖြစ်တာအရှန်ဖာယာဖြစ်တာဘာမှမဆိုပေါ့နော်ယုံကြည်ခြင်းလည်းဘယ်လိုပြောမလဲနော်overdate ဖြစ်တာဟုတ်ယုံကြည်ခြင်းလည်း overdate ဆိုတော့ကျွန်တော်ဘယ်လိုဟောခဲ့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်နဲ့ခံစားရတယ်ကျွန်တော်ကိုယ်တိုင်နဲ့ခံစားတယ်လို့ကျွန်တော်ကိုယ်တိုင်နဲ့ခံစားတယ်လို့ခံစားတဲ့အရာကိုဟောတာဒါပေမဲ့ခံစားတဲ့အရာဟောပေမဲ့တခါတလေတမန်တရားနဲ့လွဲချော်တဲ့အရာတွေဟောမိတဲ့ဟာရှိအဲ့ဒါဘာရှိလဲဆိုတော့ကျွန်တော်ပြောင်းလဲခါစမှာ2016မှာကျွန်တော်ပြောင်းလဲတဲ့ခါပြောင်းလဲပြီးတဲ့နောက်မှာပေါ့နော်ကျွန်တော်ကဆေးစားစရာလည်းမလိုတော့ဘူးအဲ့ဒီချိန်မှာဘုရားရဲ့တကူတော်နဲ့ကျွန်တော်ကို healing ပေါ့ကျမ်းမာခြင်းပေးတာဆိုတော့ဆေးဘယ်နှစ်တည်းမစားလဲကျွန်တော်3နှစ်တည်းခေါင်းကိုက်ပျောက်ဆေးပါရာစတိုမိုးတော့မှကျွန်တော်မစားဘူးဘာကြောင့်လဲဆိုတော့ဘုရားကျွန်တော်ခေါင်းကိုက်တာဖြစ်လာတယ်ဆိုဆူတောင်းပျောက်တယ်အဲ့လိုပေါ့နော်ဒါကြောင့်ကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်ဘယ်လိုဟောလဲဆိုတော့ယုံကြည်သူမှန်ရင်ပေါ့ဘုရားသခင်ကိုယုံကြည်တဲ့လူမှန်ရင်ဆေးစားစရာမလိုဘူးဆေးတောက်စရာမလိုဘူးဆိုပြီးတော့ကျွန်တော်ဟောခဲ့တာဒီအတင်းတော်တွေမှာလည်းကျွန်တော်ဖိတ်တဲ့တင်းတော်တွေမှာလည်းကျွန်တော်ဟောခဲ့တာဟုတ်တယ်နော်ကျွန်တော်နဲ့ခင်တဲ့အတူနေတဲ့နော်ဆရာသမားတွေဆိုတည်တယ်တချို့ပေါ့နော်တချို့တည်တယ်ဆိုတော့အဲ့လိုဟောခဲ့တာကျွန်တော်ယုံကြည်သူမှန်ဆေးစားစရာမလိုဘူးပါရာစတိုမိုးလေးစားစရာမလိုဘူးနော်ဘုရားခင်တတ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်ဟောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့အသက်တာထဲမှာတကယ်ဖြစ်တာဆေးတစ်လုံးမှမစားဘူးအဲ့လိုဖြစ်သွားတာကျွန်တော်မပြောင်းလဲခင်ကကျွန်တော်ကဆေးတွေအမြဲတမ်းဆောင်ထားတယ်အစာအိမ်ဆေးသွေးတိုး
တွေးတိုးကြစိတ်အမြဲဆောင်ထားတယ်ကျွန်တော်မှာတွေးတိုးယောဂလည်းရှိတယ်အဆိုင်ယောဂလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဖျားရဲ့တကူနဲ့ကျွန်တော်ပြောင်းလဲလာတက်တယ်ဖျားရဲ့ဘယ်လိုပြောအနာယောဂငြိမ်းချင်းခံစားလာတဲ့အခါမှာဒီဟာတွေကျွန်တော်စားစရာမလိုတော့ဘူးစားလည်းမစားဘူးစားစရာလည်းမလိုတော့ဘူးအဲ့ဒီချိန်မှာ3 နှစ်လုံးပေါ့နော်အဲ့ချိန်မှာကျွန်တော်အဲ့လိုဟောခဲ့တာယုံကြည်သူမိုင်းစေးစားစရာလုံးဝမလိုဘူးယုံကြည်ခြင်းနဲ့တွားရမယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုဟောခဲ့တာအဲ့ဒါခုမှကြည့်စဉ်းစားကြည့်ရရည်ချင်တာပေါ့နော်သူကပြောချင်တာကတမန်တရားနဲ့နော်လက်တလုံးကြားလွဲနေတာပေါ့နော်ဆိုတော့စိတ်စားစရာမလိုဘူးဆိုတော့မဟုတ်ဘူးစိတ်ကလည်းဖရာသခင်လူတွေကိုဉာဏ်ပညာပေးခြင်းအဖြစ်နော်စေကုတခြင်းခွေးစေကုတခြင်းစေတုံးဆွေးခြင်းနော်ပါရာစတိုမိုအစာအိစေတွေးတိုးကြစေအမျိုးမျိုးပေါ့နော်စေမျိုးမျိုးရှိတယ်ဒီစေတွေကလည်းဘုရားသခင်ကနော်လူတွေကိုအသုံးပြုပြီးတော့ဖန်ဆင်းထားတဲ့အရာရှိဟုတ်နော်ဒါကြောင့်မို့စေယုံကြည်သူမိုင်းစေမတော့ရဘူးဆိုတာတော့မားတယ်ပေါ့ဒါခုမှစဉ်းစားကြည့်တာဆိုမားတယ်ပေါ့ဒါကြောင့်မို့တချို့ဆိုစေမတော့ပဲလေပေါ့နော်ထားပြစ်လိုက်ပြီးတော့ကင်ဆာစေလည်းမတော့ဘူးနော်ဘယ်လိုပြောမလဲဘယ်လိုပဲ TV ဆေးလေးမတော့နောက်မိုက်ပုံးမှာပြစ်လိုက်တဲ့လူတွေတော့တေသွားတဲ့လူရှော့တဲ့လူအများကြီးရှိတယ်နော်ဆိုတော့ပြောချင်တာကမာယွန်းဆိုတော့ဟောလိုက်တာကျွန်တော်လည်းအခုမှပို့ပြီးတော့နားလည်လာတာပေါ့နော်ဆိုတော့ဒီလိုအပိုင်းရှိတယ်ကျန်းစာကအပိုင်းအဲ့လိုရှိတယ်ပေါ့နော်ဒါကြောင့်မို့တင်းဆရာတိုင်းနော်ဆရာဖြစ်တိုင်းအင်္ဂလိပ်ဆရာတိုင်းလည်းအမြဲတမ်းမှန်နေတာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကဘာလို့ဖို့လိုရလဲဆိုတာတမန်ကျမ်းစာကိုဘေရိမြို့သူမြို့သားတွေလိုတေချာလေးစိတ်ဖတ်ရှုပြီးတော့ဆင်ခြင်ရမယ်တရားဟောဆရာငါရဲ့ဆရာငါရဲ့ဝိညာဉ်ဖခင်သူနော်ကိုလုံးမှန်တယ်သူပြောတဲ့ဟာကိုလုံးမှန်တယ်ကိုလုံးကမပိတာပဲဆိုတာဟာမျိုးလည်းမဟုတ်ရဘူးပေါ့နော်ကိုကတခြားတဲ့တမန်ကျမ်းစာနဲ့ညီနော်စိတ်ဖတ်ရှုပြီးတော့ပိုင်းခြားနိုင်တဲ့နော်ကြီးရတဲ့အတ္တဖြစ်ဖို့ရအတွက်အမတမရည်ကြီးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်မားခဲ့တဲ့မာယုဆိုဟောခဲ့မိတဲ့အရာကိုပြန်စဉ်းစားမိလို့ပေါ့နော်ထပ်မှပြီးတော့ဝင်ငါတဲ့ခါလာဖြစ်တယ်ပေါ့နော်အားလုံးပေါ်ဖျက်ရှိကောင်းကြည့်ပေးပါစေ